တင်မှာဝန်ထုတ်တွေအရန်လေးပြီးပင်ပန်းနေပြီလားဘဝကြီးကိုတင်ရှုံးပေးခြင်းပြီလားလောကကြီးမှာတွေ့ကြုံရတဲ့အရာတွေဒုက္ခတွေအားလုံးကတင့်ကိုဖိနှိပ်ထားပြီလားတယောက်တည်းအချီးကျန်နေပြီလားမင်္ဂလာပါကျွန်တော်အရင်တော့ကအရန်ကိုမှစိတ်တက်ကြတဲ့စိတ်ပြက်စရာတွေကြုံလာတဲ့အခါမှာစိတ်ဖိစီးမှုတွေများလာတဲ့အခါမှာလောကကြီးကိုရှုံးပေးခြင်းတဲ့သူတယောက်ဖြစ်ခဲ့တယ်လောကကြီးကကျွန်တော်တို့လေးလံတဲ့ဝန်ထုတ်ကြီးတစ်ခုဖြစ်နေခဲ့တယ်ဒါကြောင့်ကျွန်တော်ဘဝကမပျော်ရွှင်နိုင်ခဲ့ဘူးစိုးငြိမ်စရာတွေစိတ်ညစ်စရာတွေနဲ့ပြည့်နေခဲ့တယ်ဒါပေမဲ့ဒါတွေအားလုံးကယေရှုဖခင်နဲ့တွေ့တဲ့အခါမှာလုံးဝပြောင်းလဲသွားတယ်ဝန်လေးပင်ပန်းသူပေါင်းငါထံလာကြငါဒီချမ်းသာပေးမယ်ဆိုတဲ့ဖခင်ကကျွန်တော်ကိုညီသက်ရှင်းနေပေးတယ်ဝမ်းမြောက်ခြင်းနေပေးတယ်အဲ့ဒီဖျားစီကျွန်တော်သွားတဲ့အခါမှာကျွန်တော်ရဲ့လေးလံနေတဲ့ဝန်ထုတ်တွေအားလုံးပေါ့ကျသွားတယ်ကျွန်တော်ဘွားကြီးကပေါ့ပါလာတယ်လန်းဆန်းလာတယ်ပြီးတော့အရှုံးပေးခြင်းတဲ့စိတ်တွေအစားယေရှုဖျားရှိရင်ဖြစ်နိုင်တယ်ဆိုတဲ့စိတ်ဓာတ်တွေခွန်အားတွေရရှိလာတယ်ကြောက်တဲ့စိတ်တွေအစားတကိုးပါတဲ့စိတ်ချစ်တဲ့စိတ်တွေရရှိလာတယ်ဒါတွေအားလုံးကယေရှုဖျားကြောင့်ပဲဖြစ်တယ်ယေရှုဖျားကတကယ်ကောင်းမြတ်တဲ့ဖျားဖြစ်တယ်နီးစမ်းကြည့်လို့ရတယ်တကယ်ကောင်းမကောင်းဆိုတာကိုတော့ကျွန်တော်တို့လူတွေကကိုယ်တိုင်နီးစမ်းကြည့်မှသိမှာပဲလေနော်ဒါကြောင့်မလို့ဒီနေ့ဒီဗီဒီယိုကြည့်နေတဲ့သူကိုကျွန်တော်ပြောပြခြင်းနဲ့ယေရှုဖခင်ကတကယ်ကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်ပြီးတော့တင်မှာဝန်ထုတ်တွေအရန်လေးပြီးပင်ပန်းနေပြီလားဘဝကြီးကိုတင်ရှုံးပေးခြင်းပြီလားလောကကြီးမှာတွေ့ကြုံရတဲ့အရာတွေဒုက္ခတွေအားလုံးကတင့်ကိုဖိနှိပ်ထားပြီလားတယောက်တည်းအချီးကျန်နေပြီလားဒါဆိုရင်တော့ယေရှုဖခင်ထံသွားလိုက်ပါယေရှုဖခင်ကိုအော်ခေါ်ကြည့်ပါယေရှုဖခင်ကိုအကူအညီတောင်းကြည့်ပါယေရှုဖခင်ကိုမြည်ဆန်းကြည့်ပါတေချာပေါက်ထူခြားတာတခုတော့တင်တွေ့မြင်လာရလိမ့်မယ်